ကဘာပေါ်ကလူတိုင်းအသေးအနည်းဆုံးတစ်ခါတော့ကွဲဘူးကြမှာပါကိုချင်းချစ်ပေးခဲ့သလားအသေးကွဲတဲ့ဒဏ်ရာလည်းပူဆိုးလေးပဲဖြစ်ပါတယ်ဆိုတော့လို့အသေးကွဲတဲ့အခါမှာလည်းဒီရှင်မက်ကအောင့်အောင်လာတာကိုလည်းခံစားမှုကြပါပါဆိုတော့လို့အသေးကွဲတာနဲ့ရှင်မက်အောင်တာကတကယ်ပဲဖြစ်တာလားစိတ်ပဲထင်နေရလားပန်းတို့မြန်သွေးနေရလားဆိုတော့အဲ့လိုဒီအသေးကွဲတာနဲ့ပေါ့နော်ဒီရှင်မက်အောင်တာကဘယ်လိုမြန်ဆက်ဆက်နေလဲပေါ့နော်အဲ့ဒီအကြောင်းကိုဒီနေ့ပြောပြသွားမှာပဲဖြစ်ပါတယ်အသေးကွဲတယ်ဆိုတာကလည်း emotional stress မျိုးဝင်သွားတာပဲပေါ့နော်အသေးကွဲတာမှမဟုတ်ဘူးအရန်စိတ်တူတဲ့အခါအဲ့လိုအရန်ဝမ်းနဲ့ကြေးကွဲရတဲ့အခါတခုကြောင့်ထိတ်လန့်တုန်လှုပ်သွားတဲ့အခါတို့မှာခန္ဓာကိုယ်ကနေ adrenaline နဲ့ cortisol လို့ခေါ်တဲ့ stress hormone တွေထုတ်လိုက်တယ်အဲ့ stress hormone တွေကဒီခန္ဓာကိုယ်မှာပေါ့နော်ဒီနှလုံးခုန်လုံးမြန်လာစေတယ်သွေးပေါင်တွေတက်လာစေတယ်ပြီးတော့ဒီရှင်မက်ကြော်သားတွေကိုတောင်းနှင်းစေပြီးတော့ဒီသွေးကြောတွေကိုကျင်းစေတဲ့အနည်းငယ်ရှိပါတယ်အဲအကြောင်းပဲတို့ဒီရှင်မက်အောင်သလိုဒီရှင်မက်ကြီးထဲမှာလေးလေးခံစားနေရပဲဖြစ်ပါတယ်နောက်ပြီးအဲ့လိုဒီခံစားချက်တွေရမ်းများနေတဲ့အချိန်မျိုးမှာဆိုရင်ဒီ autonomic nervous system လို့ခေါ်တဲ့အာရုံကြောစနစ်တစ်ခုကိုလည်းသွားပြီးလှုံ့ဆော်ပေးတယ်အဲ့ဒီခါမှာဆိုရင်ကျွန်တော်တို့ဒီ fight or flight response ဆိုတာဖြစ်လာပြီးတော့သက်ရှူမြန်တာရှင်တုံတာတွေဒီရှင်မက်ကိုတခုဒီစွန့်ညစ်ထားလို့ခံစားရတာတွေဖြစ်စေပါတယ်နောက်ပြီးတော့ဒီအရန်ဒီရှိုက်ကြီးတငယ်အကြာကြီးငိုလိုက်မိတဲ့အခါမှာဒီအသက်ကဒီခဏပေါ့နော်ဒီအမြန်ရှူမိသွားတယ်အဲ့ဒီခါမှာဒီ hyperventilation ဆိုတာဖြစ်ပြီးတော့ရင်မက်အောင့်တာကြီးလည်းဖြစ်စေနိုင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့အခုလိုအသေးကွဲပြီးတော့ emotional stress တွေအများများနေတဲ့အချိန်မျိုးမှာဆိုရင်တို့နှလုံးကြွက်သားလေးပေါ့နော်ဒီယာယီခဏတာပေါ့နော်အားနေသွားစေတယ်အဲ့လိုဖြစ်တဲ့အချိန်တွေကိုတော့ broken heart syndrome လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဘယ်သူကဲနိုင်မလဲအသေးကွဲတဲ့ယောဂဆိုတော့အသေးကွဲတဲ့ယောဂကတကယ်ရှိပါတယ်ဒါပေမဲ့ရှင်မအောင်နိုင်စိတ်ခံစားချက်တွေအများများလို့အသေးကွဲလို့ဆိုပြီးတော့လုံပုံသေးမတတ်မှတ်သင့်ပါဘူးတခြားအရေးကြီးယောဂတွေဖြစ်တဲ့ဒီနှလုံးယောဂတွေအကြောင်းလည်းဒီရှင်မကအောင့်စီနိုင်တယ်ပေါ့နော်အဲ့ဒါမို့လို့ဒီရှင်မတစ်ခုလုံးဆွဲညစ်ထားလို့ရမ်းအောင့်နေတယ်မခံမရနိုင်အောင်အောင့်နေရမ်းမောလို့ပေါ့နော်လဲတော့မအိမ်နိုင်တော့ဘူးပြီးတော့ဒီရှင်မအောင့်တာအပြင်တို့ဒီလက်မောင်းတို့ဒီမေးရိုးတို့ဒီနောက်ကျောတို့ပါအောင့်လာတယ်ရမ်းရင်တွေပါတုံပြီးတော့ပေါ့နော်ဒီချွေးတွေရမ်းထွက်တယ်မူမွေးကျင်တွေဖြစ်တယ်အဲ့လိုဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီဆိုင်ရာဆေးရုံဆေးကန်ကိုပြပေးဖို့လိုတယ်ပေါ့နော်ကဲခုဆိုရင်တော့လူတိုင်းဘဝမှာတစ်ချိန်တစ်ခါတော့ကြုံမှုကြမယ်အသေးကွေးယောဂနဲ့ရင်မက်အောင့်တာနဲ့ဆက်ဆက်လို့တခြားလေးတိုင်းဆိုပြီးလို့ယုံကြည်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းကိုယ့်ရဲ့ဒီအသေးကွဲခဲ့မှုတဲ့အမှတ်တရရှိရင်လည်းကိုယ်မှယူသွားပြီးလို့ရပါတယ်တခြားဒီအသေးကွဲခဲ့မှုတဲ့တငယ်ချင်းတွေကိုလည်းအခုလိုအကြောင်းအရာတွေသိသွားအောင်အခုဗီဒီယိုလေးကို share သွားပေးပါအောင်နော်ကဲအဲ့ဒါဆိုဒီနေ့တော့ပါပဲနောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျမကြီးပူသူရတွေနဲ့တို့ပြင်လာကြပါမယ်နော်